Miss Grand မြန်မာပြိုင်ပွဲမှာနာဝက်နဲ့တူတူထိုင်ဝင်လုပ်နေတဲ့အင်းနေဝင်မြန်မာနိုင်ငံရဲ့ထိပ်တန်းတထေးတူဖြစ်တဲ့အင်းနေဝင်ကတော့ယခုနှစ် Miss Grand မြန်မာပြိုင်ပွဲကြီးမှာဒိုင်တိုးပြည့်နဲ့ပါဝင်လာမှာဖြစ်ကြောင်းသတင်းတွေကြားနေရတာဖြစ်ပါတယ်။ Miss Grand မြန်မာပြိုင်ပွဲကြီးကတော့အစောပိုင်းမှာမြန်မာပြည်ရဲ့အောင်မြင်ဆုံးသောအလှမယ်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ထို့ပြင်တော့ Miss Grand မြန်မာပြိုင်ပွဲကနေထွန်းလင်းကိုင်တွယ်နေစဉ်မှာအလှမယ်နေနေလင်းတဲဆုကြီးစားတဲ့နိုင်ငံကျော်အလှမယ်တွေမွေးထုံနိုင်တာပါ။ဒါပေမဲ့လည်းမနစ်ကတဲဆုကြီးတောက်ပြိုင်တဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာနာဝက်ကတဲဆုကြီးတရဖူကိုတင်လိုက်ပြီးတဲ့နောက်မြန်မာပရိသတ်တွေက Miss Grand ဆိုရင်မကြည့်ချင်ကြတော့တာပါ။ဒါပေမဲ့လည်းခုချိန်မှာတော့ Miss Grand မြန်မာပြိုင်ပွဲကိုကချင်လူမျိုးဆိုတော့မရန်ဆိုင်တော်ကထွန်းလင်းနေအောင်ယူကကင်တွယ်နေရဖြစ်ပါတယ်။ဒီလိုမရန်ဆိုင်တော်ကင်တွယ်နေတဲ့အလှမယ်ပြိုင်ပွဲမှာအင်းနေဝင်လည်းပါဝင်လာတာပါ။အင်းနေဝင်ဆိုတာကတော့နိုင်ငံတော်အကြီးအကဲဟောင်းတယောက်ရဲ့မြေဖြစ်ခါမြန်မာပြည်မှာနောက်ခံရကြီးမားပြီးတော့တော်တော်လေးကိုချမ်းသာကြွယ်ဝနေရဖြစ်ပါတယ်။ဒါ့အပြင်အင်းနေဝင်ဟာအလှမယ်တိုင်းဝိုင်းနဲ့နေဆက်ကအလှမယ်ရွှေရင်စီနဲ့လည်းချစ်ကြိုက်ပူတာဖြစ်ပါတယ်။ခုခါမှာဒီလိုမျိုးအလှမယ်တိုင်းဝိုင်းနဲ့နေဆက်တဲ့အင်းနေဝင်ဟာ Miss Grand တောင်ကိုပွဲမှာကြိုတင်ကြော်ညာခြင်းမရှိဘဲဒိုင်ဝင်လောက်ခအလှဆုံးအလှမယ်တယောက်ကိုရွေးချယ်ပေးနေခဲ့တာပါ။တချို့သောသတင်းတွေအရဆိုရင်တထေးအင်းနေဝင်ဟာဒရိုက်တာမရန်ဆိုင်တော်နဲ့ရင်းနှီးပြီးတော့ Miss Grand မြန်မာပွဲကိုစပွန်ဆာတွေပေးထားတယ်လို့လည်းသိရပါတယ်။ဒါကြောင့်လည်းမကြောင်ခင်မှာကျင်းပရမယ့် Miss Grand မြန်မာပွဲမှာအင်းနေဝင်ဟာနောက်ဝက်ကိုနီနီလေးနိုနဲ့ဒိုင်လူကြီးဖြစ်လောက်ကမြန်မာကိုစားပြု Miss Grand လှမယ်ကိုရွေးချယ်သွားမယ်လို့လည်းသိရပါတယ်။